ဒါမဲ့လားနိုင်ငံတော်အကူအညီတွေလာတယ်ဒီနိုင်ငံတော်အကူအညီလာဆိုတော့လာခြင်းတိုင်းလာလို့မရဘူးနိုင်ငံတော်မှာရှိတဲ့ဟလာနိုင်ငံတော်အုပ်ချုပ်နေတဲ့အုံနင်းတွေကဟလာဒီခေါင်းဆောင်တွေနိုင်ငံတော်အုပ်ချုပ်နေတဲ့အဖွဲ့အစည်းတွေခွင့်ပြုမှလာလို့ရတာအဲ့တော့တိုင်းပြည်မှာရှိတဲ့လူတွေဒုက္ခရောက်တာကိုမမြင်ရင်နဲ့ဒါပြောရရင်ဘုံမှုမင်းအောင်လိုင်းအရန်ကို smart ဖြစ်တယ်လို့အရန်ကိုမျှော်မြင်ရှိတယ်လို့ကျွန်တော်ဒီနေရာမှာထပ်ပြီးကြီးကျူးခြင်းတယ်ချက်ချင်းပဲဖြစ်ပြီးရတယ်ကျွန်တော်တို့ဟလာကူညီတာလက်ခံပေးပါမယ်ဆိုချက်ချင်းလို့ချက်ချင်းရောက်လာတဲ့အချိန်မှာဥပမာသူတို့တွေလာကူညီတဲ့အတွက်ကျွန်တော်တို့ရှိမှအကျိုးမြတ်တွေအများကြီးရတယ်တစ်ကနိုင်ငံတကာကကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပဂတိအခြေအနေကိုသူတို့မြင်သွားတယ်ကျွန်တော်မြန်မာနိုင်ငံသားတွေရဲ့ဘာလိုချင်တယ်လိုအပ်ချက်တွေသူတို့မြင်သွားတယ်အဲ့လိုပဲနိုင်ငံတော်အစိုးရရဲ့တကယ် image ပေါ့နော်တကယ်ပုံရိပ်စစ်စစ်ကိုသူတို့မြင်သွားတယ်အဲ့တော့ပြောရလို့ရှိရင်ဒါတွေကပြောရရင်ကျွန်တော်တို့ကနိုင်ငံတကာနဲ့ထိတွေ့တဲ့အခြေအနေလေးကတော့မကောင်းဘူးဗျာဒါကိုဒုက္ခရောက်တဲ့အချိန်မှာလာထိတွေ့ရတာပေါ့နော်ဒါတွေကတော့မကောင်းဘူးသို့ပေမဲ့ကျွန်တော်တို့ဒီလိုထိတွေ့မှုကနေပြီးကျွန်တော်တို့အကျိုးမြတ်တွေအများကြီးရတယ်ကျွန်တော်နိုင်ငံသားတွေနဲ့အကျိုးမြတ်တွေရတယ်ဟောနိုင်ငံတကာဆိုတာဒါပါလားဟာလာနိုင်ငံသားရဲ့ကုညီခြင်းတယ်ဆိုတဲ့ဆန္ဒတွေကိုလက်ခံပေးတဲ့အတွက်ဘုံမှုမင်းအောင်လိုင်းက smart ဖြစ်တယ်ဒါမျိုးတွေပေါ့နော်ဒါတွေအများကြီးရတယ်အဲ့တော့ကျွန်တော်တို့ပြောချင်တာမှန်တယ်ကုလသမဂ္ဂတို့ EU တို့ဘာညာပေါ့ဗျာဒီအဖွဲ့အစည်းတွေအနေနဲ့အကျိုးမရှိတဲ့အလုပ်တွေကိုလုပ်နေမယ်ဆိုတာတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်စစ်တပ်ပဲဖြစ်ဖြစ်ဘယ်ပါတီပဲအုပ်ချုပ်လမ်းဖွင့်ပေးတဲ့နေဒီတိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုနဲ့အဓိကအပြင်လားဒီစီးပွားရေးပိတ်ဆို့မှုတွေဘာတွေဒါတွေကိုလမ်းဖွင့်ပေးတဲ့နေလို့เนาะကျွန်တော်တို့ဒီလိုမျိုးကျွန်တော်တို့သုံးသပ်ချင်တယ်ဒီလိုသုံးသပ်ချင်တယ်ဆိုတော့ဒါလေးပါဒါကြောင့်လို့ကျွန်တော်တရားအောင်နေဖြစ်တယ်ဒီစာလေးရေးထားတာကြိုက်တယ်လို့ကျွန်တော်ပြောချင်တာเนาะနောက်တစ်ခုကဘာလဲဆိုတော့နောက်သတင်းတစ်ပုဒ်ကငလင်တန်းကြောင့်ထိခိုက်ပျက်စီးခဲ့မှုအတွက်ငွေကြေးကောက်ခံမှုဆောင်ရွက်များဆောင်ရွက်ပေးသွားမည်ဖြစ်ပြီးတော့တဲ့ငွေကြေးထောက်ပံ့မှုတွေဆောင်ရွက်ပေးသွားမယ်ဖြစ်ပြီးတော့တဲ့ရတဲ့နေရာများအားလုံးကိုမျှမျှတတရရှိစေရေးဆောင်ရွက်သွားရန်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကစကိုင်းတိုင်းဒေသအတွင်းမှာရှိတဲ့ငလင်တန်းတစ်ဒေသများကိုတွားရောက်ကြည့်ရှုစစ်ဆေးစဉ်မှာပြောကြားခဲ့တယ်တဲ့အဓိကအပြင်လက်ရှိအနေအထားမှာငလင်တန်းနဲ့ပတ်သက်ပြီးတော့စကိုင်းမန္တလေးပေါ့နော်နေပြီးတော့ပြင်မနာစတဲ့နေရာတွေကတကယ်တော်တော်များများခံလိုက်ရတယ်ရှမ်းပြည်တွေပေါ့နော်ရှမ်းပြည်လည်းပါတာပေါ့မကွေးတိုင်းလည်းပါတာပေါ့နော်တော်တော်များများအနေနဲ့အများခံစားလိုက်ရတယ်အဲ့တော့လက်ရှိအနေအထားမှာနိုင်ငံတကာကလည်းသူတို့ကုညီပံ့ပိုးမှုတွေလှုပ်နေသလိုထပ်လဲလှုပ်အောင်မှာပေါ့နော်ဆိုတော့ဒါတွေအတွက်ကိုရရှိလာမဲ့ထောက်ပံ့တွေကိုဘယ်လိုခေါ်မလဲမှန်ကန်ပေါ့နော်မျှဝေပေးဖို့ဒါကိုပြောရတာဒါကလည်းပြောရရင်နိုင်ငံတော်အကြီးအကဲတယောက်အနေနဲ့ထုတ်ကိုပြောရမယ့်အရာဗျတချို့ကိစ္စတွေမှာကဒါတော့ကျွန်တော်ဘလူးမှာ blame တာမဟုတ်ပါဘူးเนาะကျွန်တော်ပြောထားတချို့ပိတ်ကိစ္စတွေမှာဒါလည်းဖြစ်ခဲ့ပြီးတဲ့တာရကတွေရှိလို့ပေါ့နော်တချို့ကကိုယ်ကိုယ်တိုင်မခံစားရတဲ့အခါကျတော့ဒုက္ခကြောင့်နားမလဲတဲ့အခါကျတော့ရရှိလာတဲ့ကိုကြီးကယ်ဆယ်ရေးပစ္စည်းတွေကိုအလဟတာကိုကျိုးတဲ့သုံးလိုက်တာတွေရှိတယ်အခုကျတော့ဒါကြီးကဟလာကျွန်တော်သတင်းဌာနတွေကလည်းဒီဖြစ်ပျက်နေတဲ့ဟာတွေအားလုံးကိုနိုင်ငံတကာရောပြည်တွင်းမှာရှိတဲ့လူတွေရောပြအောင်မြင်အောင်အချိန်မေးပြအောင်အချိန်နဲ့တပြေးညီပြသပေးနေတယ်အဲ့တော့ဒီဒုက္ခကြီးကိုဟလာဒေတာဆိုင်ရာဒီငလျင်တခံလိုက်ရတဲ့ဒေတာမှာရှိတဲ့လူတွေဘလောက်ခံစားလိုက်ရတယ်ဆိုတာဒတိုင်းပြည်လုံးနဲ့နားလဲလိမ့်မယ်သိလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကဘာလဲဆိုတော့ဒီဒုက္ခခံစားလိုက်ရတဲ့လူတွေရရှိမဲ့ကိုကြီးကယ်ဆယ်ရေးပစ္စည်းတွေကိုကြီးကယ်ဆယ်ရေးအထောက်အကူပြုဟလာငွေကြေးတွေဒါတွေအတွက်ကိုအလွဲသုံးသားမလုပ်ဘဲနဲ့တကယ်မှန်ကန်နဲ့ထောက်ပံ့ကြဖို့လိုအပ်တယ်ဒီအတွက်လည်းကျွန်တော်တို့ရှိမှာလက်ရှိကျွန်တော်တို့ကတော့မူဝါဒချထားတယ်တစ်ကတော့ဒီအခုဆိုလို့ရှိရင်ဒါကျွန်တော်တို့ disaster consequence ပေါ်ခေါ်မှာအောင်နော်ရောက်တစ်ခုဖြစ်သွားရင်ကျွန်တော်တို့ကဖြစ်သွားတာကိုကျွန်တော်တို့သတင်းသမားတွေအနေနဲ့ဖော်ပြလိုက်တယ်ဒါတောင်းဝင်ကြည့်လားမကြည့်သေးဘူးဒီဟာပေါ်မှာနိုင်ငံတော်အစိုးရအနေနဲ့ဘယ်လိုစီမံနေဘလို့ဟလာဘလို့ခေါ်မလဲတိဆောက်တယ်ဒါတွေကိုလည်းကျွန်တော်တို့ဆက်ပြီးတော့ပြသဖို့တာဝန်ရှိတယ်အဲ့တော့ကျွန်တော်တို့ကလည်းအမြဲဆောင်ကြည့်နေမှာပဲဒီရရှိလာတဲ့ငွေကြေးတွေဘယ်လောက်ရှိသလဲဒီငွေကြေးတွေကိုဘလို့ဟလာဘလို့ထောက်ပံ့ကူညီမှုတွေဘလို့လုပ်တယ်လဲပေါ့နော်ဒီဟာတွေကိုကျွန်တော်တို့ပြီးတော့နေနဲ့ဆက်လက်ပြီးတော့ကျွန်တော်တို့ရှာဖွေပြီးတော့တင်ဆက်ပေးသွားမယ်နော်အဲ့ဒီအတွက်လည်းအဲ့လိုတင်ဆက်တဲ့ခါမှာလည်းမဟုတ်တာလုပ်ထားတဲ့လူတွေရှိရင်လည်းကျွန်တော်တို့သတင်းဌာနကိုဘလို့ခေါ်မလဲ online မဖြစ်ဖို့ဘလို့ခေါ်မလဲအညိုးသရှိမလုပ်ကြဘူးလေလူတွေကျွန်တော်တို့ကမမှန်ကန်တင်ပြပေးသွားဖို့ကျွန်တော်တို့ဒီ plan ကိုဆွဲထားတယ်เนาะအဲ့တော့ပြန်လဲတိဆောက်ရေးတွေဒီမှာကုညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာအစိုးရရောဘယ်လိုလုပ်ဆောင်လဲသက်ဆိုင်ရာအဖွဲ့အစည်းတွေရောဘယ်လိုလုပ်ဆောင်လဲဆိုတော့ကျွန်တော်တို့ပုံစံတနည်းနဲ့တင်ပြဖို့ကျွန်တော်တို့မူရရေးဆွဲထားပါတယ်ကျွန်တော်ဒီဟာလေးကိုဖတ်ပြတာပါအဓိကအဖြစ်ပါလဲဆိုတော့လက်ရှိနိုင်ငံတော်အကြီးအကဲဟာ smart ဖြစ်တယ်ရှေ့ကိုကြိုမြင်တတ်တယ်ကျွန်တော်ပွင့်လင်းပြောရင် तू အလောက်စီမံဆောင်ရွက်နိုင်လိမ့်မယ်လို့ကျွန်တော်မထင်တာဘူး
ဘာလို့ကျွန်တော်ကိုယ့်ဘောက်ကိုဟုတ်ပြီငါနိုင်ငံတော်အကြီးအကဲတယောက်နေရမှာဆိုငါဘာလုပ်မလဲစဉ်းစားကြည့် no ကျွန်တော်တို့အဲ့လောက်မတွေးနိုင်သူဒီဖြစ်ချင်းမှာပဲနော်ဒါဖြစ်ချင်းနိုင်ပိုင်းမှာပဲပေါ့နော်နိုင်ငံတကာအကူအညီတွေကိုကျွန်တော်တို့လက်ခံပါမယ်ဆိုတဲ့ဟာဒီအမျှော်မြင်ကြီးကအကြီးကြီးဗျအကြီးကြီးသူ့အနေနဲ့နော်ဟိုလက်ရှိနေထားမှလည်းဒါဖြစ်လာနိုင်တဲ့ဟာတွေပေါ့ဗျာဒီရရှိမှကိုကြီးထောက်ပံ့ရေးပစ္စည်းတွေကိုလွယ်သုံးသားမလုပ်ကြနဲ့နော်ဆိုတာနောက်တစ်ခုဘာပြောလဲဆိုတော့ရှစ်နှစ်14 5နှစ်ကိုပါသူကြိုပြီးတော့ပြောလိုက်ပြီဒီအဆောက်အဦနောက်တစ်ခါအဆောက်အဦတွေဆောက်ရင်တေချာစစ်စစ်ရမယ်နော်တေချာစစ်စစ်ရမယ်ဆိုတာဒါတွေပြောတယ်နောက်တစ်ခုကတချို့အဆောက်အဦတွေကိုမြန်မာစံတန်ဖြတ်ရမယ်မြန်မာစံဖြတ်ပြီးမြန်မာစံပြန်ဆောက်အောင်မှရှိတယ်ပြောရရင်ဗျလက်ရှိဖြစ်ပေါ်နေတဲ့ဟာတွေကိုဟိုဘယ်လိုခေါ်မလဲနောင်ဖြစ်လာနိုင်တဲ့ဟာတွေနဲ့ပါသူတွက်ပြီးတော့သူပြောသွားတာရှိတယ်အဲဒါကြောင့်ကျွန်တော်ပြောတယ်ဟိုစစ်ပွဲတွေကကျွန်တော်ပြောတယ်ခင်ဗျားတို့ဒီလက်ရှိဗိုလ်ချုပ်မူကြီးကိုခင်ဗျားရှော့မတွက်နဲ့သူ့ရဲ့ဒီ brain ကအများကြီးရှေ့ကိုပြေးတယ်အများကြီးရှေ့ကိုတွက်ထားတာရှိတယ်ဆိုကျွန်တော်ပြောတယ်ဒီကောင်တွေတိုင်းပြည်မှာဒီလိုမျိုးစကားတွေပပရားတွေပြောလိုက်လူတက်သမားကောင်ကိုစမကြတယ်စစ်ကိုဖြစ်လာမယ့်ဟာတွေအကောင်လုံးတွေ့ကြိုပြီးတွေ့တတ်တယ်လို့ပြောနေတာဟာလားပြောတော့ပြောရတဲ့ရှက်မရှိတဲ့ကောင်တွေလူတက်သမားကောင်တွေကမဟုတ်မဟာတဲ့ဟာတွေသူတို့တွေပြောနေတာနော်ပြည်သူဥစ္စာကိုပြည်သူလက်ထက်ပြန်ပေးရမှာနော်你တို့တချင်းချင်းတနေ့နဲ့တချင်းချင်း你တို့ငုံရမှာ你တို့အမျိုးနဲ့ဆက်စားတဲ့အပေါင်းပါတနေ့နဲ့ချင်းချင်းကြတော့မိနေမခွနဲ့你တို့တွေအကုန်လုံးနေရတော့မှာနော်မကြတော့ဘူးနော်မြောင်းလိုက်ကြတော့ပရိယစမကြတယ်ဘာညာပြောရတဲ့ခွဲတရုံးစား